မင်္ဂလာပါသားရုပ်ဒီနေ့ဝမ်းမေအကောက်ဘလို့ဖွင့်ရမလဲဆိုပြီးတော့လာမေးထိုင်ညီကိုတွေရှိတယ်ကွာအဲ့ဒါငါပြောပြချင်တော့အင်းတော့ကွာမင်းတို့အမားလုံနေရတကူရှိတယ်ကွာမင်းတို့ကိုကဲဝင်မယ်ကိုကဲဝင်ပြီးတော့ဒီဝမ်းမေရိုက်ရှာတယ်ကွာဝမ်းမေရိုက်ရှာပြီးတော့မင်းတို့ကောင်တွေပဲတောင်းဘယ်ကောင်တောင်းလဲဆိုတော့ဒီမှာဒီ logo နဲ့ဒီ logo ကြီးနဲ့ဟာကိုမင်းတို့သွားတောင်းတယ်အဲ့ logo ကြီးနဲ့ဟာ China ဖုန်းနံပါတ်တရုတ်ဖုန်းနံပါတ်ရှိမှအဆင်ပြေတာကွာတရုတ်ဖုန်းနံပါတ်မရှိလို့ရှိရင်မင်းတို့နိုင်ပတ်တယ်ဘာမှလုပ်လို့မရတရုတ်ဖုန်းနံပါတ်ရှိကမှတရုတ်ဖုန်းနံပါတ်တွေကိုကုတ်ပို့ကမှမင်းတို့အဲ့ကောက်ကိုဝင်လို့ရတယ်အဲ့လိုမှမဟုတ်လို့ရှိရင်မင်းတို့ဝင်လို့မရဘူးကွာအမှမင်းတို့တိုင်ပတ်တာပဲအဲ့ကြောင့်အဲ့ဟာကြီးကိုတောင်းတိုင်းမင်းတို့အများဆုံးပြန်ဖြတ်လိုက်ကွာဒီထဲကပဲမင်းတို့ဝင်တောင်းတာအရင်ဆုံးဒီ software လေးရှိဖို့လိုတယ်ကွာအဲ့ software လေးရှိဖို့အဲ့ software လေးကနေဝင်ပြီးတော့ဒီကောင်တောင်းအဲ့ဒါကြောင့်ငါ WeChat ကောက်လဲလိုရနော် WeChat လဲတောင်းတယ်အရင်တော့ကအဲ့ဒီ software လေးတောင်းဖို့ကြတော့ကိုကဲဝင်လိုက်ကိုကဲဝင်ပြီးတော့App Store China ဆိုပြီးရရှာလိုက်ပါရိုက်ရှာလို့ရှိရင်မှပေါ်တယ်ကွာဒီကောင်းတယ်free download ပါမင်းတို့ကောင်းနေကွာ gamer တွေဆိုရင်တော့ဒီကောင်းမလို့တောင်းရလဲဆိုတာသိကြမှာပါငါပြောမပြတော့ဒီကောင်းထောင်းတတ်ပါတယ်အဲ့တော့ရပါပြီပဲထားကွာရသွားပြီဆိုလို့ရှိရင်ဒီထဲကိုဝင်လာဝင်ပြီးဆိုလို့ရှိရင် search bar နဲ့ဝင်လာကွာပြီးလို့ရှိရင်ဒီမှာမင်းတို့Google Translate သုံးတယ်မလားသုံးတယ်ဆိုလို့ရှိရင်အဲ့တော့ဖုန်းတိုင်းရှိပါတယ်အဲ့ translate ကမသုံးဆိုလည်းမကြည့်ပါသုံးတဲ့ကောင်ရှိတယ်ကွာ translate ရဲဝင်လိုက်ကွာမင်းတို့ငါလည်းတရုပ်စာမတက်ဘူးကွာအကြောင်း translate နဲ့ရိုက်ရအောင်ကွာဘယ်လိုရိုက်ရမလဲဆိုတော့ကွာဒီရန်ရုံ16တန်ကိုရိုက်လိုက်ကွာရန်ရုံ16တန်လို့ရိုက်လိုက်ကွာအမှအပေါ်ဆုံးမှာပေါ်လာလိုက်မှာကွာဒီကောင်အဲ့ကောင်နော်ဒီ logo လေးနဲ့တော့ဒါကြီးဒီ logo လေးနဲ့မှမင်းတို့စောလို့ရမှာအဲ့ logo လေးမပါလို့ရှိရင်မင်းတို့ WeChat ကောက်ဖွင့်လို့မရဒီကလည်းမင်းတို့ down တက်ပါတယ်မင်းတို့ down ပြီးတော့ gain ရသွားပြီပဲထားရသွားပြီဆိုလို့ရှိရင် gain ထဲကိုဝင်လိုက်ကွာဝင်ကွာမင်းတို့ average တင်အောင်မယ်ငါတင်းပြီးသွားပြီဆိုတော့တင်မပြတော့ကွာငါတင်းပြီးသွားပြီ average ကမင်းတို့ gain ထဲကိုစဝင်ညင်မင်းတို့ average တင်ရမှာကွာတင် average တွေပြီးသွားရင်ဒီလိုပုံစံလေးပြလိုက်မယ်အဲ့ဒါဆိုမင်းတို့ဒီ WeChat အောက်ကကျူကွာကျူကောက်ကမင်းတို့အပေါ်မှာ WeChat ကောက်ဖွင့်နိုင်ရတယ်ကွာ WeChat ထဲကိုဝင်လိုက်ဝင်ပြီးလို့ရှိရင်ဒီမှာ access ကိုနှိပ်လိုက်ကွာပြောင်းလောင်းပေးလိုက်အဲ့ဆိုရပြီပေါ့အဲ့ဆိုမျိုးစားစောလို့ရပြီဒီမှာဒီ logo လေးပေါ်နေတာမင်းတို့မျက်စိရှုပ်တယ်ဆိုရင်ဒီမှားလေးနှိပ်လိုက်ဒီမှားလေးထည့်လိုက်ပြီးတော့ဒီဘက်ကအပြာစာတန်းမဟုတ်ဖြူစာတန်းနှိပ်လိုက်အဲ့ဆိုပြောင်းသွားလိမ့်မယ်အဲ့ဆိုမင်းတို့စားစောလို့ရပြီပေါ့ငါတော့ level 50ရောက်သွားပြီokay တော့စောမပြတော့အကောက်ဖွင့်နေပဲလာပြောပြဆိုတော့ဘာမှနောက်မှပြန်တွေ့ကြအောင်